မယ်တော့စောတော်မွဲပါလက်ရှိခေညူကေမျိုးသားစီယံပြည်သူ့ဆက်ဆံရေးနဲ့သတင်းပြန်ကြားရေးကော်မတီမှာပေါ့နော်အဖွဲ့ဝင်တရားပါဟုတ်ကဲ့ဘဒွာခေညူကေမျိုးသားစီယံရဲ့ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တရားဖြစ်တယ်ပြီးတော့ခေညူကေမျိုးသားစီယံပြောရေးဆိုခွင့်ပုဂ္ဂိုလ်လည်းဖြစ်တယ်ပေါ့နော်ဒီနှစ်သက်ကူကာလာပေါ့နော်ဒီ2024နှစ်စပိုင်းမှာဘဒွအနေနဲ့ဒီရှေ့တဲ့နယ်မြေတွေတွားရောက်ခဲ့တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ပေါ့နော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘယ်နယ်မြေတွေတွားခဲ့လဲပြီးလို့ရှိရင်ပေါ့နော်အဲ့ဒီရှေ့တဲ့နယ်မြေတွေတွားတဲ့ရည်ရွယ်ချက်လေးတစ်ချက်လောက်ပြောပြပေးပါခင်ဗျာဟုတ်ကဲ့2021ဆရာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာကျွန်တော်အနေနဲ့တာဝန်တရားအနေနဲ့ပို့ပြီးတော့များလာတာအထူးသဖြင့်အဖွဲ့အစည်းကိုကိုစားပြုပြောခွင့်ရပုံကူဆိုတာရလာတယ်အဲ့ဒီတာဝန်ရလာတဲ့ပုံမှာကို့မှာရှိတဲ့ကိုစွမ်းညံစွမ်းနဲ့စူးစမ်းလဲသိရသလောက်ကတော့ထိရောက်မှုရှိတယ်ဆိုတာလဲကိုယ့်ကိုယုံကြည်မှုအပြည့်ရှိတယ်ဒါပေမဲ့လိုအပ်မှုတွေရှိသေးတယ်ဆိုတာကတော့ကိုယ့်ကိုလည်းသိတဲ့အပေါ်မှာအထူးသဖြင့်ဒီအပိုင်းမှာဘယ်အပေါ်မှာအခြေခံလဲဆိုတော့သတင်းရယူတဲ့အပိုင်းမှာတော့အကူအညီအထောက်အကူတွေအများကြီးဖြစ်ပါတယ်ကို့မှာလည်းအဖွဲ့ငယ်လေးတွေရှိတယ်အဲ့ဒါကိုဖွဲ့စည်းထားတယ်သို့တော့ကိုတိုင်ဟာဒီပြောင်းလဲမှုတွေအရန်ပေါ်သွားပြီလေ2021နောက်ပိုင်းမှာကိုယ်နယ်မြေအခြေအနေရောဒီအထူးသဖြင့်ဆရာနာသိန်းတဲ့အဖွဲ့ကနေပြီးတော့ပြိုကျလာတဲ့သူရဲ့အုပ်ချုပ်ရေးတွေဒါဘာတွေကတကယ်မျက်စိထဲမှာဘယ်လိုရှိလဲဆိုတာတအားမြင်ကျင်တယ်အဲဒါကြောင့်မလို့2024ဆန်းလာတဲ့တခါတည်းဒီတမ6ဒီလူပလာခရိုင်တိတိတသားအနေနဲ့ပြောရမယ်ဆိုရင်တော့မြဝတီနဲ့တိတ်မလှမ်းမကမ်းမှာရှိတဲ့လက်ခတ်တောင်ကိုရောက်ခဲ့တယ်နောက်ပြီးတော့တကယ်နာမည်ကြီးတဲ့အာရှလမ်းမကြီးကိုလည်းကိုယ်တိုင်ကိုကြအဲ့မှာတေချာရောက်သွားပြီးတော့မြောက်ဒီနဲ့အဓိကဆုံးနေရဖြစ်တဲ့ကုံသွယ်ရေးဆောင်အနားထိတော့ပတ်ပြီးတော့သွားနိုင်တဲ့အနေအထားတစ်ခုကိုရောက်သွားတဲ့အခါမှာကိုယ့်တက်တွေရဲ့အခြေအနေကိုကောင်းကောင်းသိသွားတယ်ပေါ့လေအဲ့ဒါပထမတစ်ချက်ပေါ့နော်ဒါကတမှ6မှာနောက်တစ်ချက်ကတော့တကယ်ရှေ့တန်းစစ်မြေပြင်မှာအထူးသဖြင့်ဒီစစ်အာဏာရှင်တွေအသေးနှလုံးဖြစ်တဲ့နေပြည်တော်နဲ့နီးတဲ့နေရာတစ်ခုမှာတော့ရောက်ဖို့လိုအပ်တယ်ဆိုတာခံယူချက်တဲ့အပေါ်မှာတော့တမှ1ရယ်တမှ3ရယ်အထူးသဖြင့်တူတထုတထုပ်ခဲ့ပေါ့နော်နောက်ပြီးတော့ညောင်လေးပင်ခလလူတူခဲ့ရင်အဲ့ဒီနေရာကိုရောက်ခဲ့တယ်ဆိုတော့အဲ့ဒီအပိုင်းမှာတော့ပြောရမယ်ဆိုတော့အခုကတော့တမဟာ3ခုအထိတော့ကျွန်တော်ရောက်ခဲ့တယ်ကိုပြောလို့ရတာပေါ့နော်ဘဒုအနေနဲ့အဲ့ဒီရှေ့တန်းသွားတဲ့အချိန်မှာပေါ့နော်ရှေ့တန်းနယ်မြေတွေနယ်မြေထိချုပ်နိုင်မှုတွေကအခြေအနေဘယ်လိုရှိပြီလဲပြီးတော့ပေါ့နော်ဒီစစ်ကောင်စီရဲ့စခန်းနေနဲ့ပေါ့နော်ဘယ်လောက်နီးနီးထိရှေ့တန်းနယ်မြေဘယ်လောက်နီးနီးထိရောက်ရှိခဲ့လဲပေါ့နော်ပထမဦးဆုံးပြောရမယ်ဆိုတော့တမဟာ6နဲ့စပြောရမှာပေါ့နော်အဲ့ဒီမှာတော့လက်ခတ်တောင်ဆိုတာကတော့ပြီးခဲ့တဲ့2023ဇွန်လ21ရက်ကတည်းကကျွန်တော်တို့တပ်ဖွဲ့တွေပြန်ပြီးတော့သိယူတဲ့အခါမှာသူတို့ဘက်ကလည်းတကုတ်တခဲနဲ့ဘယ်လိုလုံးဝဒီဟာပြန်လဲရရှိရေးအတွက်သူတို့ပြန်ပြီးတော့စစ်စင်ရေးတံပြန်စစ်စင်ရေးပြန်လောက်တာ12ကြိမ်13ကြိမ်လောက်ရှိတယ်ကြီးကျယ်ဆုံးက2023ဩဂုတ်လ15ရက်နေ့မှာအနှစ်လုံးပဲလက်နက်ကြီးတွေနဲ့မနေ့မိုးလင်းညနေအထိဒါပေမဲ့သူတို့အကြဆုံးတွေအများကြီးနဲ့ပဲသူတို့ဆုတ်ခွာခဲ့ရတယ်သူတို့လှုပ်လို့မရဘူးအဲ့ဒီခါမှာကိုတိုင်လည်းရောက်ခဲ့တယ်အဲ့ဒါအပြင်2023စက်တင်ဘာ3ရက်နေ့မှာသူသဖြင့်ဒီမြောက်ရီမြို့ပေါ်ကိုတခါတည်းဒီအဲ့ဒီမြို့ရဲ့အကြီးဆုံးစစ်ဘက်ဆိုင်ရာခေါင်းဆောင်တိုက်ရင်မှုပေါ့နော်နောက်ပြီးတော့အုပ်ချုပ်ရေးမှုတွေနောက်ပြီးတော့ရဲတပ်ဖွဲ့အကြီးဆုံးလူတွေအထိပါကြာဆုံးစေခဲ့တဲ့အဲ့ဒီ drone တိုက်ပွဲတစ်ခုတော့ဘယ်နေရာလွတ်တင်ခဲ့လဲအဲ့ဒီလက်ခတ်တောင်ပေါ်မှာမြင်ခဲ့ရတယ်ဘယ်နေရာနဲ့အဲ့ဒီနေရာမြောက်ရီကိုဘယ်လိုသွားလဲဆိုတော့အဲ့ဒီကနေအသေးစိတ်ကြည့်ရတာပေါ့လေနောက်တစ်ချက်ကအဲ့ဒီအာရှလမ်းမကြီးပုံကိုတိုင်ကိုချရောက်သွားတဲ့အခါမှာလမ်းဘယ်လောက်ထိထိန်းချုပ်နေလဲဆိုကျွန်တော်တို့ကိုတိုင်အဲ့မှာအထူးသဖြင့်နာမည်ကြီးတဲ့ဒီကွန်သီးချံပေါ့နော်အဲ့ဒီဘက်မှာကျွန်တော်ထပ်ပတ်ခဲ့တယ်အဲ့ဒါကလည်းမြောက်ရီမြို့မှာကျူဆိုပါကြီးဆိုတဲ့ဆိုင်းဘုတ်ကိုတပတ်ပတ်ပြီးတော့အဲ့မှာအနေထားကိုကောင်းကောင်းသိခဲ့ရတယ်အနေထားရှင်းရှင်းလင်းလင်းပဲကျွန်တော်တို့တပ်ဖွဲ့ကတကြောလုံးယူထားပြီးတော့ဘယ်လောက်ထိဟိုးအောက်ဆိုလှိုင်ဝါတို့အဲ့ပါ9တိုင်တို့9တိုင်တို့ဟိုကျုံတို့အထိကျွန်တော်တို့တပ်ဖွဲ့တွေကအဲ့ဒီနေရာယူထားတာရှိတယ်ဆိုတော့အဲ့ဒီအပိုင်းမှာတော့ဒါကတော့ပြောပါမယ်ဆိုရင်တော့အာရှလမ်းမကြီးတစ်ခုလုံးကကျွန်တော်လက်ထဲကျသွားပြီဆိုတာတော့ဟိုဒီဇင်ဘာလ1ရက်ကနေစပြီးတော့ကျွန်တော်တို့အဲ့ဒါပြန်ပြီးတော့ထိန်းချုပ်တယ်ဆိုတာဒါပြောလို့ရတယ်အဲ့ဒါပြီးတဲ့နောက်မှာတမဟာ3အနေထားတော့ပြောရမယ်ဆိုရင်တော့တမဟာ3ရဲ့အနေထားပြီးခဲ့တဲ့အချိန်ကတော့ဆိုကျွန်တော်တို့မြို့နယ်3ခုပဲရှိတယ်လေကျွန်တော်တို့ KNU ဘက်ဆိုရင်တော့ဒီမုံမြို့နယ်ရဲ့ကြောက်ကြီးမြို့နယ်ရဲ့နောက်ပြီးတော့ရွှေကျင်မြို့နယ်ဆိုတော့ကရင်ခေါ်ကြတော့စောတိမြို့နယ်ရဲ့လေလူမြို့နယ်နောက်ပြီးတော့မူးမြို့နယ်ဆိုတော့ပေါ့အဲ့ဒီ3မြို့နယ်ဒါပေမဲ့ဒီနေ့ဒီကာလမှာစစ်တောင်းမြအနောက်ဘက်ကန်းကိုကူးဖြတ်ကူးလာပြီးတော့နယ်မြေအနေထားရကျွန်တော်တို့တပ်ဖွဲ့တွေဘယ်လောက်ထိနေရယူလဲဆိုတော့အနည်းစာဆုံးရောက်ခဲ့တဲ့နေရာတော့ဗာလဲဆိုတော့ဒီမတော့ရထားလမ်းနဲ့မမီမိုးရဲ့အထိရောက်သွားပြီးတော့အဲ့ဒီနေရာကနေပြီးတော့မတော့ညောင်လေးပင်ပေါက်တကားနောက်ပဲနွယ်ကုန်းနောက်ပြီးတော့ဒီနတ်တိုင်ဝင်းအထိအဲ့ဒီတစ်လျှောက်လုံးမှာဖြတ်ကျော်လာပြီးတော့အဲ့ဒီနေ့ရဲ့အတွင်းမှာရွာပေါင်း60ကျော်အထိဖြတ်ကျော်လာရွာပေါင်းနာမည်တွေလည်းတေချာမှတ်ထားခဲ့တယ်
ဆိုတော့နေမြေစိုးမှုဘိုင်းမှာတော့မြို့ကိုတော့ကျွန်တော်တို့မလိုအပ်ဖက်နဲ့ကျွန်တော်တို့အသေးမခံနိုင်ဘူးနောက်ပြောရမယ်ဆိုတော့80ရမခရီးကအများကြီးရှိသေးတယ်လေအဲ့ဒီကြောင့်မို့ဒီကာလမှာတော့ဒီနေမြေတွေကိုဘယ်လောက်ထိထိန်းချုပ်နေလဲဆိုတာပြောချင်တာအဲ့ဒါကိုမျက်စိနဲ့မြင်ခဲ့ရတယ်ဘယ်လောက်ထိတက်စခန်းတွေဘယ်လောက်ထိရှိခဲ့လဲဆိုတာပြောရမယ်ဆိုတော့ဗျာရန်ကုန်မန္တလေးကာလရထားလန်းဆိုရထားလန်းမို့ဆိုသူတို့24နာရီအခုနေရတဲ့အနေထားမှာကျွန်တော်တို့ကအဲ့နာမနေမှာရှုနေကိုဒီနားမှာနေတယ်လက်တကန်းတော့ပဲကျွန်တော်တပ်ဖွဲ့တွေကတစ်ချောက်လုံးအဲ့ဒီမတော့တောက်လျှောက်ပေါ့နော်ဒါတမသုံးထုတည်းကိုပြောတာရှိသေးတယ်ဆိုတော့မာတော့ညောင်လေးပြင်ကြောက်တကားပဲနယ်ကုန်းဒီနောက်ပြီးတော့နတ်တန်ကွင်းအဲ့ဒီဆုံးပေါ့နော်အမှန်မှာတော့အောက်ဟိုစားပေါ့နော်ဒီဖြူးအထိကျွန်တော်တို့တပ်ဖွဲ့တွေကနေရာယူထားပြီးသားဒါပေမဲ့ကျွန်တော်ကအဲ့အချိန်များတော့အဲ့နေရာတွေပဲရောက်ခဲ့တယ်ဒါပေမဲ့ရွာပေါင်း60ကျော်နော်အဲ့200အတွင်းမှာအဲ့ဒီတပ်မ3ခုထဲမှာညောင်လေးပြင်ခရိုင်တစ်ခုထဲမှာပဲရှိသေးတယ်အဲ့ဒါဆိုလို့ရှိရင်ဟုတ်တမတက်ရဲသွားခဲ့တဲ့အခြေအနေလေးလည်းနည်းနည်းလောက်ပြောပြလို့ရလားဟုတ်ကဲ့တပ်မ1ကြတော့ဒီဇန်နဝါရီလရဲ့နောက်ဆုံးပတ်ထမှာကျွန်တော်တို့ရောက်ခဲ့တယ်ရောက်ခဲ့တဲ့အခါမှာအဲ့မှာမိုးကလည်းတအားရွာတဲ့အချိန်သွားတိုးတယ်သိမှတ်မရဘူးနော်ဒီချိန်ဒီကာလမှာမိုးကလည်းမရွာသိမဲ့ဒါမဲ့ရွာတယ်အဲ့ဒီရက်ကြတော့ဒီဇန်နဝါရီလနောက်ဆုံးပတ်ထမှာပေါ့နော်အဲ့ဒီတနင်္ဂနွေနေ့ပဲပြောရဆိုတပ်မ1ထက်မှာတက်ရင်တိတ်ရတက်ရင်မှုကိုယ်တိုင်ကျွန်တော်တို့လိုက်မြင်တွေ့နေရတဲ့အနေထားကျွန်တော်တို့တော်လိုင်းတစ်လျှောက်မှာတကယ်အပြောင်းလဲတကယ်တစ်ခုလိုဖြစ်သွားပြီ။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဘီလင်းမြို့နယ်ဖန်မြို့နယ်ဆိုတာတမတိထမှာရှိတယ်ဒီတထုံခရိုင်ထဲမှာရှိတယ်။မြင်ခဲ့ရတယ်ဘာလဲဆိုတော့ကျွန်တော်တို့တက်တန်းတစ်လျှောက်ကျွန်တော်တို့တော်လိုင်းထဲဝင်လာတယ်ဆိုတာကျွန်တော်ပြောစမှပြုတယ်။ကိုယ်တိုင်လည်းပြည့်တယ်ဆိုရင်လည်းပြေးရတာပဲ။တမနာပြည့်တယ်ဆိုရင်လည်းကိုကလည်းပြေးရတဲ့အနေထားနေရောက်လာပြီလားဒီနေ့ဒီချိန်ကဘလောက်ထိနေမြေစိုးမှုကျွန်တော်တို့ကိုယ်တိုင်ကဘလောက်ဖြစ်လာလဲဆိုတော့ဒီကတ်ရလမ်းမကြီးပေါ်မှာကိုဘားတွေနဲ့ကိုယ့်ရဲ့တပ်ဖွဲ့တွေနဲ့ကိုသွားလာနိုင်တဲ့အောင်ကြသွားနိုင်တဲ့အနေထားမျိုးမှာအဲ့ဒီညွန့်နေဆိုတော့ကျွန်တော်ပြောရမယ်ဆိုတော့ဗျာဒီအာရှလမ်းမကြီးအနိကဆုံးကိုဘိုးတော်စီတဲ့နေရာအနားထိတောင်ကျွန်တော်တို့ရောက်ပြီးသွားကျင်လို့သွားနေတဲ့အနေထားမှာအထူးသဖြင့်အနောက်တိုင်းစစ်တပ်ကနေပြီးတော့ဘလောက်အထိနေဆိုတော့အပြင်လုံးဝမထွက်ရဘဲနဲ့တခါတည်းစစ်ခန်းတပ်စခန်းထဲမှာပဲခါတဲ့ခံစစ်အနေထားပဲလောဝအပြင်ထွက်လို့မရတဲ့အနေထားကျွန်တော်တို့အဲ့ဒီပုံစံနဲ့ကျွန်တော်တို့သွားလာနေထိုင်နေတဲ့အနေထားဒါဖန်မြို့နယ်တစ်ခုထဲမှာရှိဆိုတာရွှေကုန်းရဲ့ဒီဘက်ချမ်းနော်ဒီအဲ့ဒီရှိပဲချမ်းတူတက်လျှောက်ကျွန်တော်တို့ပြောင်းသလင်းခေါင်ကျွန်တော်တို့ပေါ်တင်သွားနေတဲ့အနေအထားတစ်ခုကျွန်တော်တို့အခြေအနေကပြောင်းလဲသွားပြီနောက်ပြီးတော့နောက်တစ်ခုကတထုံမြို့နယ်ထဲမှာထုံဆိုကျွန်တော်တို့ဘယ်လောက်ထိဆိုရွှေရော်ပြအထိကျွန်တော်သွားလို့ရတယ်ဗျာရွှေရော်ပြဆိုရင်အာရှလမ်းမကြီးဒါကောင်းလဲတော်တော်များများလဲသိရတာကျွန်တော်တို့အဲ့ဒီနေမြေတွေဒီစိုးမိုးထားနေတဲ့အနေအထားတစ်ခုရောက်သွားတယ်။ကြိုက်ထူဆိုရင်ကျွန်တော်တို့ကြိုက်ထူဆိုကြိုက်ထိုးပါဝင်ချင်ကျွန်တော်တို့ပတ်ချလဲပြီးတော့ရှောက်သွားနိုင်တဲ့အနေအထားတစ်ခုရှိအာလူကြီးအာလူလေးဆိုတာလူတွေသိပဲဒါကလည်းရွှေရော်ဒါအာရှလမ်းမကြီးပေါ်မှာရှိတယ်။နေမြေဒီအနေထားရအောက်ချိုရေးပညာရေးအကုန်လုံးပြောမယ်ကျမ်းမာရေးတွေကဆေးရုံဆေးကန်းတွေကလည်းကျွန်တော်တို့အဲ့လိုအထိမှကောင်းကြီးလွှမ်းမိုးနိုင်တဲ့အနေအထားတစ်ခုပြီးကျွန်တော်တို့မြင်တွေ့နေရတယ်။နောက်ပြောရမယ်ဆိုကြိုက်ထူမြို့နယ်ဆိုဒီတပ်မှ3ရဲ့ရွှေကျင်မြို့နယ်ဆက်နေတဲ့အနေအထားတစ်ခုစိန်စီရနဲ့မြို့ထိတော့ကျွန်တော်မသွားဘူးဆိုပေမဲ့တိန်စရာနဲ့စက္ကန့်နဲ့သွားရင်9မိနစ်6မိနစ်လောက်ပဲကျွန်တော်တို့ဆက်အဲ့ဒီနေရာအထိပံကျွန်တော်တို့ရောက်လာခဲ့တဲ့အနေအထားတစ်ခုတော့ရှိသွားတယ်လေနောက်ပြီးတော့ဒီဟာကြိုက်ထုံဆိုရင်လည်းကျွန်တော်တို့တိန်စရာဒီရထားလန်းကားလန်းရတဒါနဲ့သိမဝေးတဲ့ဒီစစ်တောင်းမြေကန်းထိကိုကျွန်တော်တို့ရောက်လာခဲ့တယ်ဆိုတော့အဲ့ဒီနေရာအားလုံးကကျွန်တော်တို့အကုန်လုံးကကျွန်တော်တို့ရဲ့စိုးမိုးနယ်မြေတွေဖြစ်သွားတယ်လို့ပဲကျွန်တော်တို့အကုန်လုံးပြောလို့ရပြီပေါ့နော်ဟုတ်ဒါဆိုလို့ရှိရင်ပေါ့နော်ထပ်ပြီးတော့သိချင်တာတော့ဒီခီးစဉ်တစ်လျှောက်ပေါ့နော်ဒီနာမည်ခံတပ်ဖို့တပ်မှုတွေနဲ့တွဲဆောင်တဲ့အခါမှာသူတို့ပြောပြတယ်ပေါ့နော်လက်ရှိစစ်ကောင်စီတပ်တွေရဲ့ပေါ့နော်ရှေ့တန်းတပ်စခန်းအခြေအနေတွေကဘယ်လိုမျိုးရှိတယ်လဲခင်ဗျတိတိတသာကြီးဖြစ်သွားတာကကျွန်တော်တို့တတိထားမိတယ်2021အာနယ်သိမ်းတယ်ဒါပေမဲ့9လ6လအတွင်းမှာလုံးဝဒီတော်လန်တဲ့လူတွေထပ်ပြီးတော့ဆူပူတဲ့လူတွေအကုန်လုံးသိမ်းကြုံပြီးတော့အကုန်လုံးလုံးဝလှုပ်လို့မရအောင်သူတို့လှုပ်နိုင်တယ်လို့တော့ယူဆချက်နဲ့သူတို့လှုပ်တယ်ဆိုပေမဲ့လို့တကယ်တမ်းတစ်နှစ်အတွင်းမှာလည်းသူတို့မချေမုန်းနိုင်ဘူးဒုတိယနှစ်တည်း2020နေတဲ့ဝေလံတဲ့အခါမှာသူလဲချကိုလဲချသူစစ်စင်ရင်းနဲ့အကြီးကျယ်ကျွန်တော်နေမှာလှုပ်တယ်တမ6ဆိုတော့အကြီးကျယ်ပေါ့နော်အဲ့မှာ3000ကိုတို့ဘာကိုညာကိုဆိုနာမည်ကြီးနေတာပဲသူတမကြီးချီပဲတမ20နဲ့တမ24တို့ဝင်လာဒါပေမဲ့သူတမတစ်ခုလုံးကြီးလိုက်တော့ထုံဝန်လည်းမပြည့်ဘူးလေဆိုတော့အရင်တော့ကော်တူးလေးကျွန်တော်တို့ခေညူစစ်စင်တဲ့ဘူမန်ပလောတို့ခေတို့ကွန်မူရာ1ခတ်ခေတော့ဖမ်းစင်အဲ့ဒီတော့ကတော့တမ40ဝင်လာပြီးဆိုရင်တက်1000နဲ့ချီတဲ့တက်တယ်အခုကတမတစ်ခုလုံးက1000လည်းမပြည့်ဘူးရာကနန်းလောက်အနိုင်နိုင်ဆိုတော့အဲ့ဒါတွေကအဲ့လိုဖြစ်နေတဲ့အခါမှာကျွန်တော်ပြောချင်တာသူတို့လက်ရှိနေထားစခန်းထဲမှာလုံးဝအပြင်ထွက်လို့မရတော့အပြင်ထွက်လို့မရဘူးပြောင်းလဲသွားတယ်ဆိုတာ तू ကအဲ့ဒီ2023နဲ့ဝင်လာတဲ့အခါမှာလုံးဝအချိုးပြောင်းသွားတယ်ဘာဖြစ်လို့ဆိုတော့အပြင်လုံးဝမထွက်ရတော့ဘူးစစ်ကြောင်းတွေလုံးဝလှည့်လို့မရတော့ဘူး
သူတို့အနေထားရပါဖြစ်သွားတယ်ခံစစ်ကိုလုံးယူသူတို့ဝန်ခံလိုက်ရတယ်ဘာဖြစ်လဲဆိုတော့အရင်တော့ကလမ်းတွေမှာဖောက်ပါနေလို့ကျွန်တော်တို့တားတဲ့ကြားတာဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဟိုညံဖြစ်စဉ်တခုကျွန်တော်တို့ဖြတ်ကျော်ခဲ့ရတယ်အဲ့ဒီတွင်မှာသူကလမ်းဖောက်နေတာတကယ်ပဲဘာဖြစ်လဲလမ်းဖောက်ခြင်းအရည်ရကျွန်တော်တို့နေပြီးတော့ထိုးဖောက်ပြီးတော့စစ်စင်ရင်ရဲ့ဟိုဆိုတော့စစ်ရဲ့သဘောတစ်ပါးဝါရစစ်ရေးကြီးမှန်ချက်နေပဲဖောက်တာဒါပေမဲ့အခုသူပြတဲ့လမ်းမှန်တယ်များသူကလိုက်ပြီးတော့ပြန်ပြီးတော့ပြန်ပြီးတော့ဖျက်ဆီးတယ်ဘာဖြစ်လဲဆိုတော့အဲ့လမ်းတွေကကိုယ်တိုင်ကအဲ့လမ်းတွေကကိုယ့်အတွက်ဖြစ်သွားပြီးတော့စစ်စင်အတွက်ကိုယ့်အတွက်အရန်ထောက်ကူပြသူတိရောအဲ့လမ်းတွေပြန်ဖြစ်ပြီးတော့သူကဆန်လိုက်ပြီးတော့အတွင်းထဲမှာပြီးတော့ဝတ်နေတာအဲ့လိုအနေထားမျိုးကသူကကိုယ်တိုင်ပြန်ပြောင်းသွားတော့ကိုတမှုတွေပြောပြချက်အရဆိုအဲ့ဒါတွေမကဘူးကျွန်တော်တို့ရှေ့တန်းနေမြေအသီးသီးမှာကျွန်တော်တို့သွားပြီးတော့တိုက်ကြမလို့ဘဲနဲ့သူပြန်ပြီးတော့ခွာတယ်ဗျဟောဖန်စစ်တော့မဟုတ်ဖန်စစ်တော့ဖြစ်သွားတယ်ခွာတယ်ဆန်းသွားတိုက်ကြမလို့ပြန်ပြီးတော့ဆုတ်တယ်ပြန်ပြီးတော့ရုပ်သိမ်းတယ်အမှန်နေမှာဆိုဘီယိုဟာထိုင်တဲ့နေရာဖြစ်တော့ဘူစာကီလိုမျိုးသွားတော့မတိုက်ရဘူးတော့သူပြန်ပြီးတော့ရုပ်သိမ်းရတယ်လေဒါတွေကခွာစစ်တွေဆိုတော့အဲ့လိုအနေထားမှာဖန်စစ်ရောခွာစစ်ရောတခါတည်းချိန်နဲ့လုံနေရတယ်ဒါပေမဲ့ဘယ်လိုလုပ်နေတဲ့ဘယ်လိုပဲလုပ်ဒါပေမဲ့ပုံစံပြန်ပြီးတော့ဟိုအင်းနဲ့အားနဲ့ပြန်ထိုးတဲ့ခါကျတော့ဟိုဖန်စစ်ခွာစစ်တဲ့တခါတည်းပြေးစစ်တွေဖြစ်သွားတာပဲဒါလက်တွေ့ပဂတိအချင်းနေအဲ့ဒါကြောင့်မလို့နောက်ဆုံးကျွန်တော်တို့သုံးတာတော့သူတို့တပ်ဖွဲ့တွေတဖြည်းဖြည်းနဲ့မတက်ရပဲပြန်ပြီးတော့ဆုတ်ခွာတယ်စူးနောက်ပြီးတော့ပြန်လုပ်ပြီးသူကအသေးခံပြီးတော့နေပြီးတော့တဝိုက်မှာပြန်ပြီးတော့အသေးခံမယ်ဆိုတာရှင်းရှင်းလေးပေါ်လာတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်မြောက်ပိုင်းမှာသူကလုံးဝဆုံးရှုံးလိုက်တယ်ရခိုင်ဘက်မှာလည်းကျွန်တော်ရောက်တဲ့အချိန်မှာရခိုင်မစသေးဘူးဆိုပေမဲ့လို့ကျွန်တော်တို့မြင်တယ်စတော့မယ်ရခိုင်လည်းသူ့နေရာပြန်ယူတော့မယ်ဆိုတာသိကြတယ်ပြတ်တဲ့အတိုင်းပဲအခုလည်းဖြစ်နေပြီလေပြန်ယူပြီးနောက်ဆုံးစစ်တွေပါကြတော့မှာအဲ့ဒါပြီးရင်သူတို့ဘယ်ဟာသူယူစရာမရှိဘူးဟိုဒီနေပြီးတော့မှာခံကြတော့ပြန်ပြီးတော့အသေးခံရတော့မှာကျွန်တော်တို့အဲ့ဒါမြင်တဲ့အပေါ်မှာတော့ကျွန်တော်တို့ဘယ်နီးမှာမြို့တွေကိုအသေးခံပြီးတော့ရှောက်ယူစရာလည်းမလိုဘူးဒါပေမဲ့လိုရင်လို့ဝင်တိုက်မှာပဲဒါပေမဲ့အထီးကကြတော့သူကအသေးလုံးဖြစ်တဲ့နေပြီးတော့ကိုဘယ်လိုဖြစ်မလဲဆိုတော့ဒါပဲကျွန်တော်တို့စဉ်းစားတော့မှာပဲနောက်ထပ်ပြီးတော့သိချင်တာပေါ့နော်ဒီစစ်ကောက်စစ်တပ်တွေရွာထဲဝင်လာတာစစ်ကြောင်းထိုးဝင်လာတာရှိတယ်ပြီးလို့ရှိရင်ပြန်ဝင်လာတယ်ပြန်ထွက်သွားတယ်ပြီးလို့ရှိရင်သူတို့နေရာတစ်ခုကနေခွာစစ်ဆင်သွားတယ်ပေါ့နော်အဲ့လိုမျိုးသူတို့ဒီနေရာတစ်ခုကိုစုခွာသွားတဲ့အချိန်မှာသူတို့အဲ့လိုနေမြေတွေကိုဘယ်လိုမျိုးလောက်ခဲ့လိရှိလဲပေါ့နော်ဘယ်လိုဒီရှေ့တန်းသွားတဲ့အချိန်မှာဆိုလို့ရှိရင်ဒီဘယ်လိုတွေမြင်ခဲ့ရလဲပေါ့နော်အတိပါဆုံးတစ်ချက်ကတော့နေမြေတော့အများကြီးကခုနပြောသလိုပေါ့နော်ဟိုခုတည်းပဲအဲ့ဒီတတ်မှ3ညလေးဝင်ခရံတစ်ခုတည်းမှာပဲရွာပေါင်း2ရက်တည်းမှာရွာပေါင်း60ကျော်ဖြတ်ကျော်ခဲ့ရတာဟုတ်ဆိုတော့အဲ့ခက်မှာဒုပိချက်ရတွေ့တာကတော့ကြောက်တဲ့ကားမှာဟိုနာဆရွာမှာတကယ်အင်ကြီးအိမ်ကောင်းလေးအများကြီးပဲအဲ့မှာတိုက်ပွဲလဲမိုးရင်းတော့တိုက်ပွဲဖြစ်ခဲ့တယ်ပွဲဖြစ်တော့အကောလုံးမီရှုပ်လာပြကြကွာအဲ့ရွာလေးပြည့်စည်တော့တကယ်အင်ကြီးအိမ်ကောင်းလေးနှမျောစရာတော့ကောင်းတယ်ကြောက်တဲ့အချိန်မှာဒါပေမဲ့လမ်းမပေါ်လွဲလို့ဘဲမှဆင်းလို့မရဘူးကျွန်တော်တို့ရဲဘော်တွေပြောပြကြတယ်သူတို့ကိုယ်တိုင်အဲ့ဒီတိုက်ပွဲပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီမြေရုံမိုင်းပြန်ဖော်ထုတ်တာအလုံး300ကျော်အားမပုံတပင်ကြီးကျန်နေတယ်အဲ့လိုမျိုးကဒီလိုမျိုးလုံးဝပြည့်စည်သွားအောင်သူတို့လုပ်ခဲ့တဲ့ဟာတွေဒါကနာစတွေထဲမှာမကဘူးနော်တခြားနေရာတွေမှာသူတို့ဆုတ်ခွာသွားတယ်သူတို့လုပ်တာဒီလိုမျိုးအများကြီးခင်းကြံခဲ့တယ်ခင်းကျင်းပြီးတော့တခါတည်းဆိုအမျိုးမဲ့ခင်းတော့ဖြာခင်းလို့ပြင်းတော့အဲ့လိုမျိုးလုပ်သွားတဲ့ဟာတွေအများကြီးဒါကကျွန်တော်ရှေ့ဆက်ရမယ့်ခီးမှာဒါရှင်းရမယ့်ကိစ္စတစ်ခုဖြစ်နေပဲကို့မှာလောက်ကြအိမ်သာတစ်ခုတော့ကြံသေးတယ်လို့ပဲခံယူရတယ်ဆိုတော့ဒါကဟိုမစားရတဲ့အမဲသဲနဲ့ပဲ့တယ်ဆိုတာနေရာတစ်ခုတည်းမှာတော်နေရာတော်များများသူတို့ကလောက်သွားခဲ့တယ်အဲ့ကြောင့်လို့မြို့တွေကိုသူတို့ကလည်းပြောခဲ့ပြီးပြီနော်အမြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ဟာမင်းတို့ဘလောက်ပဲသိမ်းနိုင်ငါတို့ကတော့မင်းတို့အုပ်ချုပ်လို့မရအောင်လုပ်ပြစ်မှာပဲသူတို့ကိုယ်တိုင်ပြောတဲ့အတိုင်းလုပ်တယ်လေအဲ့ကြောင့်မို့ကျွန်တော်တို့ဒီနေ့ဒီကာလမှာမြို့သိမ်းတာတိတ်ရအာယုံမလာဘူးအာယုံတိတ်ဆက်ထားမယ်ဆိုရင်တော့ရတာနဲ့လုံးဝမတန်ဘူးဗျာခါနဲ့ဥမာရှိမုံးမှာရောအခုမှကြီးဇရာကြီးမှာရောဇရာကြီးမှာဆိုရှင်းရှင်းလေးတောင်လေတဲ့9မိနစ်တောင်မကြာဘူးရောက်တာပဲအဲ့ဒါမှခါနဲ့ကျဲတာလူထုရောပါရောလုံးဝမရွေးဘူးလေဒါမျိုးမြို့သိမ်းခဲ့တဲ့လူတွေကစဉ်းစားမလဲကျွန်တော်တို့ကတော့တိတ်ပြောကြရမလို့ဘူးဒီအချိန်မှာတော့ဒါတွေကိုလုံးစဉ်တိတ်စဉ်းစားမှာမဟုတ်ဒါပေမဲ့စစ်ရေးရလိုဟာတဲ့ဟာတော့ကျွန်တော်တို့တမှုတပ်ပူတွေကဒါစဉ်းစားမှာပဲကိုအထိခိုက်အနေမဲ့အလုပ်ကိုကိုယ်တိုင်လုပ်မယ်နောက်ပြီးတော့အသေးလုံးရှိတဲ့နေရာအရှိုက်ရှိတဲ့နေရာမှာသူရဲ့အမြရှိတဲ့နေရာကိုကျွန်တော်တို့ဖောက်မှာပဲဒါကလည်းကျွန်တော်တို့အားနဲ့မရဘူးကျွန်တော်တို့လက်ရှိအထူးသဖြင့်ကျွန်တော်တို့စီမှာရောက်လာတဲ့လူငယ်လူရွယ်လည်းကောင်းကောင်းသိတယ်ဒါကဘယ်နေရာကိုကိုင်ရမလဲဆိုတော့ကောင်းကောင်းသိတယ်အဲကြောင့်မလို့ကျွန်တော်လောက်ရမယ့်အလုပ်ကိုတော့တေးသေးလုပ်သွားမှာပဲတော့ကြွားကြလဲမလို့ဒီပိုင်းမှာရှင်းစဉ်တစ်ဆောက်မှာပေါ့နော်ခရိုင်3ခုလောက်ရောက်ခဲ့တယ်သက်ဆိုင်ရာခရိုင်တွေမှာပေါ့နော်အောက်ချုပ်ရေးလုပ်ငန်းတွေပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေပေါ့နော်ဘယ်လိုမျိုးလုပ်ကိုင်နေလဲဆိုတာတွေကိုဘယ်လိုဘာတွေတွေ့ရှိခဲ့ရလဲခင်ဗျပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်ဒီကနေမြေတွေကကိုယ့်လက်ထက်ကိုအများကြီးရောက်လာတယ်အကျယ်ကြီးဖြစ်လာတဲ့အခါမှာကျတော့လိုအပ်ချက်တွေတော့အများကြီးရှိတာပဲလေအထူးသဖြင့်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းနဲ့ပတ်သက်ရင်တော့ပညာရေးကျန်းမာရေးအရှိဆုံးပါပေါ့နော်ဒီပညာရေးကျန်းမာရေးလုပ်ငန်းတွေကြတော့ကျောင်းတွေကလည်းအကုန်လုံး
ကိုယ့်လက်ထဲရောက်လာတဲ့ဆေးရုံဆေးခန်းတွေကလည်းကိုယ့်လက်ထဲအကုန်ရောက်လာတဲ့အခါကျတော့အဲ့ဒါကိုတေချာစဉ်းစားပြီးတော့လုပ်ရတဲ့အပိုင်းတွေရှိတယ်အထူးသဖြင့်တက်မ3ညောင်လေးဝေခင်မှာဆိုရင်တော့ကျွန်တော်တို့မြင်တွေ့နေရတဲ့အနေအထားဆို KEC တွေရဲ့အကြောင်းသူပြင်ကျွန်တော်ကင်းပညာရေးရဲ့လုပ်ငန်းအားလုံးနီးပါးလောက်ပဲအဲ့ကိုယ့်လက်ထဲကိုရောက်လာတဲ့အခါမှာဒီရှက်ဆက်ပြီးတော့ဘယ်လိုလုပ်သွားမလဲဆိုတဲ့ဟာတော့ကိုယ်တေချာအစီအစဉ်ဆွဲရတော့မယ်သူတို့ဘယ်လောက်ထိမျက်စိနဲ့တက်အပ်ပြီးမြင်ရတယ်ကျောင်းဆရာတယောက်ဆိုဘယ်လောက်ထိတောင်းဆိုလာဆိုဒီမှာကတော့အဓိကအဖြစ်တို့ကင်းရွာဗမာရွာတွေပဲများတယ်ဒါပေမဲ့ကင်းပညာရေးရဲ့လက်အောက်မှာရောက်သွားတဲ့အခါမှာကြတော့ဒီဟာတွေကဘယ်လောက်ထိဖြစ်သွားလဲဆိုရင်တော့ဒီပညာရေးစနစ်အတိုင်းပေါ့နော်တင်ရင်ညွှန်းတဲ့အတိုင်းသွားနေဖို့အတွက်ဆိုရင်တော့ကရင်စာပဲလာတင်ပေးပါဆိုတဲ့သူတို့တောင်းဆိုလာမှုတွေထိကြားလာခဲ့ရတယ်လေဆိုတော့အဲ့ဒီအပိုင်းမှာရှေ့ဆက်ပြီးတော့အများကြီးလုပ်သွားမယ်အပိုင်းတော့ရှိတာပေါ့လေဘာဖြစ်လဲဆိုတော့ပြီးခဲ့တဲ့တင်ရင်ညွှန်းတန်းဆိုစစ်ကောင်စီတို့ရဲ့သူဝါဒဖြန့်ချီရေးတက်တဲ့ဟိုပြောရမယ်ဆိုရင်တော့တက်လိန်ညာခဲ့တဲ့ဟာတွေကလုံးဝဘူးတော်သူပေါ်လာတဲ့အခါမှာကျအဲ့ဒါကိုကျွန်တော်စနစ်သစ်တစ်ခုနဲ့လုံးသွားဖို့လှုပ်သွားဖို့တော့ကျွန်တော်တို့စိုင်းမြရရမယ်။ထိုနည်း၎င်းပဲကျန်းမာရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လည်းအဲ့လိုပဲဆေးရုံဆေးခန်းတွေအများကြီးဖြစ်လာတဲ့အခါမှာဒီဆေးရုံဆေးခန်းတွေကိုကျွန်တော်တို့ပိုင်နိုင်နဲ့စီမံခန့်ခွဲနိုင်မယ်ဆိုတာကတော့လူသားအရင်းမြစ်လည်းလိုအပ်တယ်။နောက်ရက်ပိုင်းဆိုင်ရာဝတ္ထုပံ့ပိုးမှုအပိုင်းလည်းအများကြီးလိုအပ်တာပေါ့လေ။ဒါကတော့မြင်တွေ့ရတဲ့ဒီတက်မှ3ညောင်လိမိတ်ခရိုင်ထဲမှာဖြစ်တဲ့ဟာ။တစ်ချိန်တည်းမှာပဲဒီပထုံခရိုင်ထဲမှာလည်းအဲ့လိုပဲရောက်ခဲ့တဲ့နေရာတွေကလည်းအာရှလမ်းမကြီးမနေမွေးကြီးအကုန်လုံးကရောက်တယ်အဲ့နေရာတွေစစ်တောင်းမြစ်ကန်အထိတိမ်ကြလို့ဆိုရင်လည်းဒါအဲ့လေဒီအခုပြောရမယ်ဆိုတောက်လျှောက်ဖြတ်တန်းနေတဲ့ဒီညောင်ခါးရှည်ရနဲ့ဒီလာတဲ့စစ်တောင်းမြစ်ဒါမနေမွေးအဲ့နေရာထိကိုယ်ကလွှမ်းမိုးနေပြီဖြစ်ကုန်တယ်ရွာကြီးတွေကအစသူတို့ကလုံခြုံရေးအတွက်ဆိုသူတို့ရွာကုန်တွေကဦးစီးပြီးတော့ဒီလုံခြုံရေးအတွက်စောက်ပေါ့နော်ဒီဆက်သွယ်ရေးမြောင်းတွေရောဒါတွေကခံကြုပ်တွေရောသူကတူးထားတယ်ဒါရွာသားတွေလုပ်တဲ့ဘာဖြစ်လဲဆိုတော့စစ်ကောင်စီကအားရှိလက်နဲ့ကြီးနေပြစ်တာဟုတ်ဆိုတော့အဲ့ဒီအပိုင်းမှာသူတို့ဘယ်လိုအရင်တော့ဆိုအဲ့ဒီနေရာကကျွန်တော်တို့ပဲဆိုရင်ဒီမထုတ်ကင်နိုင်ဘူးမလွှမ်းမိုးနိုင်ဘူးဆိုတော့1960နေအားစပြီးတော့ဥနေဝင်လက်ထက်ရတယ်နော်ဗိုလ်ချုပ်နေဝင်ကနေပြီးတော့သူတို့သဘက်မွေးလူမွေးတဲ့အနေတောင်းကျန်းသူစန့်ကျင်အဖွဲ့ဆိုတော့တက္ကသဖတ်တွေလှုပ်လာတယ်နောက်ပြီးတော့ပြည်သူစစ်လှုပ်တာအဲ့ဒီဟာတွေနဲ့ remote ချုပ်လာတာဒီဆက်နာသိန်း2021အထိဒါပေမဲ့2021ဖြစ်လာတဲ့အခါမှာအဲ့ဒီဟာဖြစ်တယ်အကုန်လုံးပြိုကျတယ်ကျွန်တော်လက်ထဲကိုအကုန်ရောက်လာတယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုပုံစံနဲ့ထိန်းချုပ်ပြီးစီမံခန့်ခွဲလဲဆိုတော့အဲ့ဒီလူတွေကလည်းကျွန်တော်တို့လာပြီးတော့ပူးပေါင်းတယ်အထူးဖြင့်တက္ကသဖတ်လူတွေစစ်ပြည်သူစစ်လူတွေကျွန်တော်တို့လူရင်းတွေဖြစ်သွားတယ်သူတို့ပုံစံပြန်ပြီးတော့ထိန်းချုပ်ပြီးတော့KNUရဲ့မူဝါဒအတိုင်းဆက်သွလုပ်သွားတဲ့အပိုင်းတွေရှိတယ်ဆိုတော့အဲ့ဒီပိုင်းမှာမကဘူးကျွန်တော်သွားလို့မြင်ရတဲ့ခါဆိုပါတီကောင်စီခေတ်ရှိခဲ့တဲ့တကယ်ဩဇာရှိတဲ့ကြေးဝါပေါ်မှာနှောမုန်းရှိတဲ့ပါတီကောင်စီလူကြီးလည်းကျွန်တော်တို့ KNU ရဲ့တခါတည်းပြန်ပြီးတော့ KNU အုပ်ချုပ်ရေးမူဝါဒအတိုင်းပြန်ပြီးတော့လောက်ကင်နေတာကိုမြင်တွေ့ရတဲ့အခါမှာကျတော့ဒီလိုကျေပြန့်လာတဲ့လူမှုရေးအုပ်ချုပ်ရေးလုပ်ငန်းတွေနောက်ပြီးတော့ကျန်းမာရေးပညာရေးလုပ်ငန်းတွေကကျွန်တော်တို့လက်ထဲရောက်သွားပြီဆိုတာဒါကတော့ကျွန်တော်ပေါင်းထိန်းချုပ်နိုင်တယ်ဆိုတာကျွန်တော်ပြောချင်တာပဲဖြစ်တယ်ဒါပေမဲ့စစ်ရေးနဲ့ပတ်သက်တဲ့ဟာကြတော့ကျွန်တော်ပြောချင်တာကတော့တက်မ9မှာလည်းဒီလိုပဲခြားနေရမှာလည်းပြောသူတို့လက်ကျန်စစ်စခန်းတွေကြံသေးတယ်ဆိုပေမဲ့လို့တော်တော်နည်းနည်းပါးပါးပဲကြံတော့တယ်အဲ့ဒီအပိုင်းမှာတော့ကျွန်တော်တို့ဖိပြီးတော့အဲ့လိုဖြစ်သွားတဲ့ခါမှာကျွန်တော်တို့အုပ်ချုပ်ရေးမှာပူပြီးတော့ဇောင်းပေးပြီးတော့အုပ်ချုပ်ရေးမှာထဲထဲဝင်လဲအုပ်ချုပ်ရေးမှာပူပြီးတော့ထိတိရောက်နဲ့လုံနိုင်ဖို့ဆိုတာကျွန်တော်တို့ပြင်ဆင်ရတော့မယ်ဆိုတော့ကျွန်တော်တို့အချက်ပေးလိုက်တာပဲလို့ပြောချင်တယ်နော်ဘာသူလဲအုပ်ချုပ်နယ်မြေအတွင်းမှာစစ်ပေးရှောင်းလည်းလက်ရှိဆိုကိန်းနဲ့နေရဆိုရင်9သိန်းခွဲကျော်လာပြီဒါ2023ခုနှစ်အထိပဲရှိသေးတယ်ပေါ့နော်ဒီတလလောက်အတွင်းဘယ်လောက်အထိတိုးလာလဲဆိုတာလည်းကျွန်တော်တို့မသိရသေးဘူးပေါ့နော်အဲ့လိုမျိုးစစ်ပေးရှောင်းနေဒီလိုတန်နီးပါးအထိကတ်လာတဲ့နားမှာဒီတက်ဆိုင်ရာခရိုင်တွေကပေါ့နော်တက်ဆိုင်ရာခရိုင်တွေကပေါ့နော်သူတို့ကြုံတွေ့နေရတဲ့ဒီ IDP စစ်ပေးရှောင်းအရေးတွေကိုဘယ်လိုမျိုးတိုက်တွယ်ဖြည့်ရှင်းနေတာတွေကိုတွေ့ခဲ့ရလဲခင်ဗျဟုတ်ကဲ့အဲ့ဒီအရေးကလည်းကျွန်တော်တို့ပြောရမယ်ဆိုတော့ကျွန်တော်မေးခံတဲ့မေးခွန်းတစ်ခုကစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတကယ်ဟိုစားနာမည်ကြီးသတင်းဌာနကြီးတစ်ခုကနေပြီးတော့ခင်ဗျားတို့စစ်ကောင်စီကိုဒီလိုပြန်ပြီးတော့ပြက်သားတိုက်လို့မယ်ဆိုရင်နောက်ဆက်တွဲဖြစ်ပေါ်လာမယ့်စစ်ပေးရှောင်ကိစ္စကိုခင်ဗျားတို့ဘယ်လိုစဉ်းစားလဲပေါ့နော်အဲ့ဒါကျွန်တော်တို့ကတော့ကျွန်တော်ရှောင်လွဲလို့မရဘူးကျွန်တော်တို့ရှောင်ဒီဟာကိုရှောင်လွဲမယ်ဆိုရင်စိတ်မတိုက်ရင်လွဲပဲသူတို့နဲ့တွားပြီးတော့ဖက်နေရလက်ပဲဖက်နေရတဲ့နေထားကျွန်တော်မလုပ်နိုင်ဘူးအားကြောင့်ပြောက်သားပဲကျွန်တော်တိုက်မယ်ဒါပေမဲ့လက်နောက်ဆက်တွဲဖြစ်လာတော့ကျွန်တော်တို့သိတယ်အဲ့ဒါကြောင့်မလို့ခုလက်ရှိကာလမှာနောက်ဆုံးစီးရင်စေးရတာ2024ဇန်နဝါရီလကုန်ထိကျွန်တော်ချုပ်လိုက်တော့9,64000ကျော်ဖြစ်သွားပြီဒါနောက်ဆုံးစီး9,64000ကျော်ဆိုတာကျွန်တော်တို့ပြည်ဒေသမှာပဲရှိသေးတာနော်အဲ့ဒါဘယ်လောက်ထိမြန်ဆန်ဒီလိုဖြစ်သွားတဲ့အကြောင်းရင်းကဘာလဲဆိုတော့သူတို့နေမြေဆုံးရှုံးတော့တာကနေမြေဆုံးရှုံးတော့တတ်တွေကတော့ခံစေကနေခွာစီတွေဖြစ်သွားတာတတ်အရန်ဆုတ်ခွာလာတယ်သူတို့ကျွန်တော်တို့သွားမတိုက်သူတို့ကသူတို့ရုပ်သိမ်းရတဲ့ဟာတွေအများကြီးရှိတယ်ဆိုတော့တကက်စခန်းကြီးတွေမှာသွားထိုင်နေတာသူတို့ဘာလုပ်လဲဆိုတော့
နေ့ကရောညနေညပဲရောသူတို့ဘာလို့လက်နဲ့ကြည့်နေဟောင်စာအမြောက်ကြီးတွေ120မမနေတယ်ရွာတဲ့ကိုပြစ်ပြစ်ချနေတာအဲ့ဒါကျွန်တော်ကိုယ်တိုင်သွားပြီးရင်တွေ့နေရတယ်ကျွန်တော်တို့အစီခံစရာကျွန်တော်ရတဲ့သတင်းရမကောက်ဘူးကိုယ်တိုင်မျက်မြင်သက်သေသွားပြီးတော့ကျွန်တော်ရောက်တဲ့အချိန်မှာလက်နဲ့ကြီးတွေထုနေတာဗျရွာတဲ့ကိုဒါကလည်းစစ်ဖြစ်နေတာတိုက်ပွဲဖြစ်နေတာလည်းမဟုတ်ဘူးအဲ့လိုပြစ်ခတ်နေတော့တနေ့တနေ့ကျွန်တော်ရတဲ့အစီခံစရာဘာလဲရွာသားဘယ်နှယောက်တည်လဲဘယ်နှယောက်ကြီးတိုင်ရတယ်သူတို့ဒါပဲလုပ်နေအဲ့ကြောင့်လို့စစ်ပြေးဒုက္ခတွေပြောရမယ်ဆိုရင်ဒါ IDP နော်ပြည်တွင်းရရွာဥရင်စွန့်ခွာထွက်ပြေးရတဲ့လူရဲ့ကနန်းကြီးအတွက်ဒီလောက်ထိမြင့်လာဒါကြောင့်လူတို့အပြစ်မှထားတက်ပဲဒီလောက်လာတဲ့အခါမှာဒီလောက်ဖြည့်ရှင်းရမယ်ကျွန်တော်တို့ဘက်ကတော့လောက်လာတဲ့နှစ်ပေါင်းတော်ကြပြီကိုယ်တိုင်လည်းဒီလုပ်ငန်းကိုလုပ်ခဲ့ရတဲ့လူတယောက်ဆိုတော့သိတယ်ဒီဘယ်လိုလုပ်ရမလဲအထူးသဖြင့်ကိုယ့်ဘက်ကတော့နော်စစ်ရေးပြင်ဆင်မှုအတွက်နိုင်ငံရေးပြင်ဆင်မှုအတွက်လုပ်တဲ့အချိန်တည်းမှာပဲဒီအထူးသဖြင့်စစ်ရဲ့နောက်ဆက်တွဲပြဿနာဖြစ်တဲ့ဒီစစ်ဘေးရှောင်ကိစ္စကိုကျွန်တော်တို့ဘယ်လိုပြင်ရမလဲဆိုကိုယ်တိုင်လည်းရှိတဲ့မြရိတ်ခါတွေကစပြင်တာစအဲ့ဒါတွေထစ်တွေ့ရတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဒီအထူးသဖြင့်ဒီခရိုင်မှာတောင်းရှိတဲ့လူတွေခရိုင်တွင်းမှုအထိတောင်းယူခဲ့တယ်ဆိုတော့တောင်းတည်တယ်ဘလောက်ဒီပြင်ဆင်ရတယ်စစ်ဘေးရှောင်တွေအတွက်ပြင်ရတယ်ဆိုတော့ကိုယ်တိုင်စစ်လည်းတိုက်ရတယ်စစ်တပ်ဖို့အတွက်ရိတ်ခါလည်းပြင်ရတယ်စစ်ပေးဆောင်တွေအတွက်လည်းရိတ်ခါလည်းပြင်ရတယ်အဲ့ဒါငါကိုရဲ့ကိုတော်လိုင်းတက်90ကျော်ကလေးဖြတ်တန်းလာတဲ့အတွေ့အကြုံပဲဆိုတော့အဲ့ဒါလည်းပြင်ရတယ်တစ်ချိန်တည်းမှာပဲနိုင်ငံတော်ကိုအကူကြီးယူသိယူရတယ်အဲ့ဒီဘက်မှာအဲ့ကြောင့်မို့နိုင်ငံကလည်းစစ်ရေးနဲ့ပတ်သက်ပြီးတော့ဘာပေးတာတော့ရှင်းတယ်ဒါပေမဲ့အဲ့ဒီလူသားချင်းစာနာထောက်ထားမှုအနေနဲ့ကျွန်တော်တို့တောက်လျှောက်ပဲအထူးသဖြင့်ဒီစစ်ပေးဆောင်နဲ့ပတ်သက်ပြီးတော့ဒီပြည်တွင်းထဲမှာဖြစ်နေတဲ့ကိစ္စကိုနော်အခုနိုင်ငံခြားမှာထွက်ပြေးတဲ့လူတွေကမပါသေးဘူးအဲ့ဒီထဲမှာတော့ကျွန်တော်တို့ IDP နဲ့ကျွန်တော်တို့လည်း230လောက်တွေ့ကြုံရှိလာပြီကူခဲ့တယ်နေစားဖြတ်ကျော်ပြီးတော့ကူတယ်ဒါပေမဲ့မလုံလောက်အခုတောလာတဲ့9,600ကျော်8သိန်းနီးပါးကတ်လိုက်တာဘလို့မှမကမိဘူးကျွန်တော်လည်းကြိုးစားတယ်အကြီးကျယ်ပဲဒါပေမဲ့စိုးရင်စာကြီးတာကကျွန်တော်တို့တောင်းဆိုအတောက်လျှောက်တောင်းဆိုနေတဲ့နေစားဖြတ်ကျော်ပြီးတော့ကူညီပေးတင်တယ်ဆိုတာသူသဖြင့်ထိုင်းဆိုရဘူးနော်အခုထိုင်းနိုင်ငံတိုင်းဌာနကမ္ဘာထလုပ်ပြီးတော့ဒါပေမဲ့ကျွန်တော်တို့ဝန်တာတယ်နေစားဖြတ်ကျော်ကိုပေးမယ်ဆိုတာကျွန်တော်တို့တောင်းဆိုတယ်ဒါပေမဲ့အခုကတော့တကယ်တမ်းဒီစစ်ဘုံဆောင်တွေကိုမပေးပြအောင်လုပ်နေတဲ့စစ်ကောင်စီရဲ့လက်ရုံးဖြစ်တဲ့ MRCS မြန်မာတဲချင်နေသွားပြီးတော့လှုပ်ဖို့ဆိုတာကျွန်တော်တို့ဘယ်လိုမှလက်ခံလို့မရဘူးလူလူကိုလည်းဒီလူလူကဘယ်လိုမှလက်ခံဘူးဘာဖြစ်လို့ဆိုတော့ဒီကြက်ချင်တွေကတကယ်ဟိုကစစ်ကောင်စီရဲ့လက်ရုံးကြီးလေအဲ့လှုပ်တဲ့လူတွေအကောင်လုံးစစ်ကောင်စီရဲ့လက်ရုံးတပ်ဖွဲ့ပြီးနောက်ပြီးတော့ဒီစစ်ကောင်ဆောင်တွေပဲဆိုတာကျွန်တော်တို့ကောင်းသိတယ်လေဆိုတော့အဲ့ဒါတွေကသူရဲ့ထမ်းချုပ်မှုအောက်မှာရှိတဲ့ဟာကြီးရောသွားပြီးတော့လူသားချင်းစာနာထောက်ထားမှုကသွားလို့မဆိုတော့ကျွန်တော်လက်ခံလို့မရဘူးတကယ်တမ်းလုပ်ချင်တယ်ကျွန်တော်တို့စကားပြောလို့ရကျွန်တော်တို့ကိုယ်တိုင်မလုပ်ဘူးဒီနေ့ကကျွန်တော်မှရှိတယ်ကျွန်တော်တို့အရက်ဖက်လူပဲအဖွဲ့အစည်းတွေအများကြီးရှိတယ်အဲ့ဒီအဖွဲ့တွေနဲ့ကျွန်တော်ပေးတွေ့ပြီးတော့တေချာစီးရင်းတိုင်ပြီးတော့ဘယ်လိုလုပ်သိနေဆိုတာသူတို့လုပ်လို့ရတယ်လေအဲ့ဒါမှကျွန်တော်ပြောချင်တာကတော့ဒီလိုပိုင်းမှာတော့ကျွန်တော်လုပ်လို့ရတယ်နောက်တစ်ချက်ကကျွန်တော်ပြောချင်တာကတော့ UN နဲ့ပတ်သက်ပြီးတော့အထူးသဖြင့်ကမ္ဘာကုလသမဂ္ဂရဲ့agency တွေအများကြီးရှိတယ်လူသားချင်းစာနာထောက်ထားမှုအပိုင်းမှာလုပ်နေတဲ့အဖွဲ့အစည်းတွေအများကြီးရှိတယ်ဆိုတာကျွန်တော်နာမည်ဖော်ပြကြလည်းမလို့လူတိုင်းကလည်းသိနေတယ်ဒီအဖွဲ့တွေကလည်း MOU ရယူထားပြီးတော့နေပြီးတော့မှဒီနေပြီးတော့ရယူထားပြီးတော့ကျွန်တော်တို့ဘက်မှာလုံးဝလက်မကြည့်ပဲနဲ့အနေထားမျိုးကိုတော့လုံးဝမလုပ်စေချင်ဘူး။ဘာဖြစ်လို့ဆိုတော့ဒီနေ့ဒီကလာစစ်ကောင်စီကဘယ်လောက်အထိတက်တန်းရှိမလဲဆိုတာအာမခံလို့မရတော့ဘူးလေကျွန်တော်ပြောချင်တာခုနကကျွန်တော်ပြောပြီးပြီ။နေမြေစိုးမိုးမှုအပိုင်းမှာသူတို့နဲ့သွားလုပ်ပြီးတဲ့ဆိုရင်သူတို့သွားပေးတဲ့ဒီမြို့ပေါ်ကိုလေးလောက်ပဲဒီအပြင်ဘလို့မှသွားလို့မရဘူး။ဘာဖြစ်လဲနေမြေစိုးမိုးမှုအပိုင်းကျွန်တော်တို့ရိုက်ပြီးသူတို့စစ်ကောင်စီတက်တွေကမြို့ပေါ်လွယ်ဘယ်နေရာမှာရှောက်သွားလို့မရတော့ကျွန်တော်တို့ပုံစံအကုန်လုံးမြို့ပေါ်မပြောဘူးတဲ့အထူးသဖြင့်ပေါ့ကြည့်လိုက်တဲ့အကုန်လုံးကကျွန်တော်တို့လက်ထဲကိုရောက်နေတဲ့အခါမှာကျွန်တော်တို့မလုပ်ရင်အဲ့ဒီထွက်ပြေးတိတ်ချောင်တဲ့လူကိုကျွန်တော်တို့လက်ထဲမှာရှိတယ်လေဒီခွန်တိုင်းကျော်တော့လက်အောက်မှာမရှိတယ်စစ်ကောင်စီလက်အောက်မှာသွားမနေဘူးအဲ့ဒီလူတွေအတွက်စဉ်းစားတယ်ဆိုကျွန်တော်တို့အလုပ်မလုပ်ရင်ဒီပေးလို့မရဘူးအဲ့ဒါကြောင့်မလို့ဒီလိုအဲ့လိုမလုပ်ဘူးဆိုရင်ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ core principle ဖြစ်တဲ့အထူးသဖြင့်ဒီသူရဲ့လက်နာမဲ့လမ်းညွှန်တယ်မူဝါဒတွေဖြစ်တဲ့ဒီလူလာလောက်ကင်နေရမယ်ဝန်ဆောင်မဆွဲဖက်ရဘူးဂျားနေရမယ်နောက်ပြီးတော့လူသားဆန်မယ်ဆိုတော့အဲ့ဒီအချက်လေးချက်နဲ့လုံးဝဆန့်ကျင်ဖြစ်လာဖြစ်နေတယ်ဒါကြောင့်မအဲ့ဒီအချက်တွေပါးစားတွေပြောလို့မလက်တွေ့လောက်ကင်နေတယ်ကျွန်တော်တို့လက်တွေ့လှုပ်ဆောင်ဖို့လိုတယ်အဲ့ဒီဘိုင်းမှာတော့ဘယ်လိုနည်းနဲ့လောက်ကင်မှန်းဆိုဆက်ပြီးတော့ဆွေးနွေးလို့ရတယ်ဗျာအဲ့ကြောင့်ကျွန်တော်ပြောချင်တာဒီအချိန်ဒီကာလကျွန်တော်ဆက်ပြီးတော့တွန်းသွားဖို့တော့လိုတယ်အိန္ဒိယနိုင်ငံလည်းကျွန်တော်ပန်ကြားချင်တာတော့နေစားဖြတ်ကျော်လှုပ်ဆောင်ဖို့ဆိုတာကျွန်တော်တို့ကြိုးဆိုတယ်ဆိုပေမဲ့လုံနီးလောက်ဟာလွဲလို့ကျွန်တော်တို့ဆက်ပြီးတော့စကားပြောဖို့တော့လိုသေးတယ်ဆိုတာဒါပြီးတော့ဆက်ပြီးတော့ပြောကြားချင်ပါတယ်နော်ဟုတ်ကဲ့ပါဘုတို့အခုလိုမျိုးပေါ့နော်ဒီရှေ့တန်းနဲ့မြန်မာတွေ့ကြုံခဲ့ရတာတွေကိုတေချာလေးရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပေါ့နော်